နယ်ဘက်တွေမှာ GSM စင်းလိုင်းမမိဘူး CDMA တလိုင်းမမိရဆိုတဲ့ data တွေအတွက်အခု BCD 990 router လေးကတော့အသုံးဝင်စေမှာပါ GSM စင်းလိုင်းတွေဖြစ်တဲ့ MPT Telenor Ooredoo Mytel ဘာတလိုင်းမှမနေဘူး CDMA တလိုင်းမမိရဆိုတဲ့ data တွေအတွက် CDMA 450စင်းကတ်တက်ကတ်ကိုBCD 990အခု router လေးတွေကိုထည့်ပြီးတော့အသုံးပြုလိုက်မယ်ဒီ router လေးတွေမှာ single ထည့်ပြီးွားပြီဆိုလို့ရှိရင် Panasonic line ကျိုးဖုန်းပေါ့နော် Panasonic line ကျိုးဖုန်းမှမဟုတ်ဘူးအခြား line ကျိုးဖုန်းနဲ့ရပါတယ် line ကျိုးဖုန်းနဲ့တက်ပြီးတော့အသုံးပြုလိုက်မယ်ဆိုလို့ရှိရင်တော့လူကြီးမင်းတို့ဖုန်း line အဆက်အသွယ်ရစေမှာပါအသုံးပြုပုံလေးကိုရှင်းပြပေးမယ်နော်ငါ battery လေးကိုတက်လိုက်မယ်တက်ပြီးွားဆိုရင်နောက်ဖုန်းလေးကိုပြန်ပိတ်မယ်ပြီးသွားရင်တော့ antenna လေးကိုခေါင်းကနေပြီးတော့ဖြည်းဖြည်းချင်းလှည့်လိုက်မယ်ပေါ့နော်ပြီးတိုင်းဆိုလို့ရှိရင်သူ့မှာ power ခလုတ်ကလေးဖွင့်ပေးရမယ်ဒီဘက်မှာ power ခလုတ်ပေါ့နော်ဒါလေးကို on ဘက်ကိုရွှေ့ပေးလိုက်မယ်ဒါဆိုရင်တော့ power စပြီးတော့ပွင့်ပြီပေါ့နော်သူစပြီးတော့ RAM ပြီဆိုလို့ရှိရင်တော့အောက်ကမီးလေးတွေကလင်းလာမယ်နော်လင်းလာပြီးွားလို့သူက line ဖမ်းပေးမယ် line ရှာပြီးလို့ line တက်သွားပြီဆိုလို့ရှိရင် network နေရာလေးမှာတော့အခုလိုမျိုးဝါသွားရမယ်ပေါ့နော်ဒါဆိုလို့ရှိရင်တော့ဒီ set ကလေးကိုစတင်ပြီးတော့အသုံးပြုလို့ရပါပြီအသုံးပြုပုံအသေးစိတ်လေးကိုတော့နောက်ထပ်ဗီဒီယိုတွေမှာထပ်ပြီးတော့တင်သွားပေးမှာဖြစ်ပါတယ်ရှင်အသေးစိတ်စုံစမ်းမေးမြန်းခြင်းနဲ့ဆိုလို့ရှိရင် comment ကဖုန်းနံပါတ်ကိုဆက်သွယ်မေးမြန်းစုံစမ်းလို့ရပါတယ်